အားလုံးသိချင်နေကြတဲ့မျက်နှာဖုံးကိုချုပ်ပြလိုက်ပြီးဖြစ်တဲ့သမတ်ဆန်ကအစီအစဉ်က Strawberry သမတ်ဆန်ကအစီအစဉ်ရဲ့ Strawberry မျက်နှာဖုံးပိုင်ရှင်ကတော့ဘယ်သူဖြစ်မလဲဆိုတာပေါ်ပေါက်လာပြီးပဲဖြစ်ပါတယ်။ Strawberry မျက်နှာဖုံးပိုင်ရှင်ဟာတော့ခင်မိုးပကြီးပဲဖြစ်ခဲ့တာပါ။ဒါကြောင့်လည်းပရိသတ်တွေခံမှန်းထားခဲ့ကြတဲ့အဆိုတော်နဲ့မျက်နှာဖုံးပိုင်ရှင်ဟာတော့ကွက်တီကျသွားခဲ့ပါတယ်။သမတ်ဆန်ကအစီအစဉ်စားတဲ့ကပရိသတ်တချို့ကသိချင်နေကြတဲ့မျက်နှာဖုံးပိုင်ရှင်ဟာတော့ Strawberry မျက်နှာဖုံးပိုင်ရှင်ပဲဖြစ်နေခဲ့ပါတယ်။ Strawberry မျက်နှာဖုံးပိုင်ရှင်ဟာချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့အတူကပြဖြောပြပေးလို့လေအားလုံးကတော့သိချင်နေကြတာပါ။ဒါပြင်မှာတော့အတန်ပါပါအားကောင်းကောင်းနဲ့ချိုမြကြည်လင်နေတဲ့အတန်လေးနဲ့တချင်းတိုင်းကိုလည်းအကောင်းဆုံးဖြောပြတင်ဆက်ပေးခဲ့တဲ့သူလည်းဖြစ်ပါတယ်။ Strawberry မျက်နှာဖုံးပိုင်ရှင်သူဆိုသမျှတချင်းအားလုံးဟာလည်းပရိသတ်တွေနားတွေကိုတော်တော်လေးကိုမှဆွဲလန်းစေခဲ့တဲ့ຢာတွေပဲဖြစ်ပါတယ်။အခုဆိုရင်တော့ Strawberry မျက်နှာဖုံးပိုင်ရှင်လေးကတော့ဘယ်သူဖြစ်မလဲဆိုတာအားလုံးကတော့သိရှိသွားကြပြီပဲဖြစ်ပါတယ်။အဲ့ဒီတော့ဗီဒီယိုအစမှာပြောခဲ့သလိုပါပဲအဆိုတော့ခင်မိုးပကြီးဖြစ်ခဲ့တာပါခင်မိုးပကြီးဟာတော့အပြင်မှာအေးချမ်းတည်ငြိမ်ပေးမဲ့လေ Strawberry မျက်နှာဖုံးဆွလိုက်တဲ့အချိန်မှာချစ်စရာအမူအရာတွယ်တွယ်လှလှလေးမို့တချို့ကတော့မထင်ခဲ့ကြတာပါဒါပေမဲ့လည်းခင်မိုးပကြီးရဲ့အမခံဖန်တွေကတော်တော်များများကတော့ခံမှန်းနိုင်ခဲ့ကြပါတယ်အေးခိုင်ဟာစပုတ်တယောက်သားဖြစ်နေပေမဲ့လည်းဘဝအခြေအနေပိုင်းမှာတော့လက်ရှိနာမည်ကြီးမင်းသားမင်းသမီးတွေထက်တောင်နှလုံးသူလည်းဖြစ်ပါတယ်သူမကိုယ်တိုင်ကလည်းပညာတတ်တိုင်းဝိုင်းထဲကဖြစ်သလိုသူမရဲ့ခင်မိုးဖြစ်သူကလည်းသင်္ဘောသားတယောက်လည်းဖြစ်ပါတယ်။ဇပုဆက်ရတယောက်ဖြစ်သူအနေနဲ့သူမအမှုပညာတွေလုပ်ခဲ့ခြင်းဟာလည်းငွေကြေးကြောင့်မဟုတ်ဘဲတဲ့သူမရဲ့ဝါသနာပါမှုတွေကြောင့်သာအမှုပညာလုပ်ကိုပြုလုပ်ခဲ့သူပါ။သူမရဲ့တိုင်းဝိုင်းဟာတော့မြန်မာနိုင်ငံမှာနေထိုင်ကြသူတွေမဟုတ်ဘဲအမေရိကန်နိုင်ငံမှာနေထိုင်ကြတဲ့အတိုင်းဝိုင်းဖြစ်ပြီးတော့သူမရဲ့သားလေးကိုလည်းအမေရိကန်နိုင်ငံမှာပဲကျောင်းတက်စေခဲ့သူလည်းဖြစ်ပါတယ်။အခုဆိုရင်တော့မအေးခိုင်ရဲ့သား၃ယောက်စလုံးကလည်းအမေရိကန်နိုင်ငံမှာဘွဲ့ရပညာတတ်တွေဖြစ်ကြပြီးတော့အမေရိကန်နိုင်ငံလိုမျိုးမှာ business နဲ့အထူးပြုနဲ့ဘွဲ့တွေတည်တည်ကိုရရှိခဲ့ကြတာလည်းဖြစ်ပါတယ်။ပညာရေးမှာထူးချွန်ခဲ့သလိုအရန်လဲလိမ်မာတဲ့သားဖြစ်သူတွေကြောင့်အမေရိကန်နိုင်ငံကိုလိုက်လံနေထိုင်ကအခုဆိုရင်တော့သူမရဲ့ဘဝကတော့အမေရိကန်နိုင်ငံမှာတော့မှချမ်းသာသာနေနိုင်တဲ့ဘဝကိုရရှိလို့နေပြီပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ဇဘုတ်သရုပ်ဆောင်တွေအများစုဟာနေပါလွန်လာတဲ့အမှုပညာကျေးတွေကြောင့်ဘဝကိုခက်ခဲစွာဖြတ်သန်းရှာဖွေနေရတဲ့ဘဝအခြေအနေတွေမြင်တွေ့နေရတာပါ။ဇဘုတ်သရုပ်ဆောင်တွေကောင်းမွန်တဲ့ဘဝအခြေအနေတွေရရှိလာရင်တော့ပရိသတ်တွေကတော့အထူးဝမ်းသာပေးကြတာပါမအေးခိုင်ကတော့ဇဘုတ်သရုပ်ဆောင်တွေထဲမှာအသာလုံးဆုံးဘဝအခြေအနေကိုရရှိထားသူဖြစ်ပြီးတော့ပတ်စံရှိသူတွေလည်းဝါသနာအရဇဘုတ်သရုပ်ဆောင်ဖြစ်တဲ့အမှုပညာလှူရှားမှုတွေကိုလုပ်ကိုင်နေတာတွေ့ရပါတယ်သားသုံးယောက်စလုံးကိုလည်းအမေရိကန်လိုမျိုးနိုင်ငံမှာဘွဲ့ရပညာတတ်တွေဖြစ်အောင်ထောက်ပံ့ပြိုးထောင်ပေးနိုင်ခဲ့ပြီးဖြစ်သလိုသားတွေကိုလည်းအားကိုးရတဲ့အချိန်ကိုရောက်ရှိလာပြီဖြစ်တဲ့အတွက်